အားလုံးပဲမင်္ဂလာပါကျွန်တော်တချင်းလေးတစ်ပုတ်အဖြစ်ခွန်အားပေးချင်ပါတယ်မောရှေရဲ့အသက်တာနဲ့နိုင်ပြီးတော့မှကျွန်တော်ရေးစထားတဲ့တချင်းဖြစ်ပါတယ်ဣတိယလလူမျိုးအေဂုတုပြည်ထဲမှာဂျုံခံနေရတဲ့အချိန်မှာမောရှေကိုဘုရားခင်အသုံးပြုတဲ့ခါနာန်ပြည်ကိုဝန်စားဖို့ရန်အတွက်ဣတိယလလူမျိုးတော်ဘုရားခင်လူမျိုးတော်ကိုခေါ်ဆောင်သွားပေးဖို့ရန်အတွက်မောရှေကိုဘုရားခင်အသုံးပြုတဲ့ပထမဦးဆုံးသူတို့ဂျုံတွေ့ရတဲ့ခေပြဿနာကတော့ပြင်လေကြီးပေါ့နော်သူတို့မှာတွားဖို့ရန်အတွက်လှုပ်တဲ့အခါမှာအရှိမအမတန်မှကြီးမားတဲ့ဤတုံပြင်လေကြီးကာစီထားတယ်အနောက်မှာလည်းရန်သူတွေမြောက်များစွာဖာရောဘုရင်ရဲ့စစ်တပ်တွေနဲ့မြောက်များစွာသောရန်သူတွေလိုက်လာနေတယ်အဲ့ဒီအချိန်မှာလူအနေနဲ့စဉ်းစားမိဆိုတော့အရန်ကမှအကြံစီလို့မရနိုင်တဲ့ပြဿနာကြီးပေါ့နော်ဒါပေမဲ့ဘုရားခင်အကောင်းဆုံးသူတို့ကိုလူမြောက်ခြင်းခွင့်ကိုပေးတယ်မောရှေကဘုရားခင်ရဲ့စကားတော်ကိုနာခံပြီးတော့မှလှိုက်လျှောက်တဲ့အခါမှာရှေ့မှာဘလောက်ပဲကြီးမားတဲ့ပြဿနာတွေခက်ခဲလို့ရှိနေပါစေဘုရားခင်ကလူမြောက်ခြင်းခွင့်ကိုပေးတယ်ပင်လေကြီးကိုနှချမ်းခွဲစေပြီးတော့မှသူရဲ့လူမျိုးတော်ကိုလူမြောက်ခြင်းခွင့်ကိုပေးတယ်လူမြောက်ခြင်းခွင့်ကိုပေးုံတာမကဘူးသူရဲ့အနောက်မှာမတန်မှအမြောက်များစွာတဲ့တော့ရန်သူတွေကိုတော့မှသူတို့ကလက်ဖြားနေတော့မှထိစရာမလိုပဲနဲ့မောရှေတို့ကလက်ဖြားနေတော့မှထိစရာတိုက်စရာမလိုပဲနဲ့အနောက်မှာရန်သူတွေကိုလေးကျစေတယ်ရန်သူတွေကိုဘုရားသခင်ကအံ့ဩဖွယ်ရာအလုပ်လုပ်နေဆိုတဲ့အရာတွေကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အတ္တထဲမှာလည်းသူကဲ့သို့ပဲတခါတလေကြာရင်ကိုတွားနေရင်းနဲ့ပေါ့နော်လုပ်ငန်းကိုယ့်ရဲ့ပန်းတိုင်ကိုလှုပ်ဆောင်သွားနေရင်းနဲ့ဖြည့်ကျော်လို့မရနိုင်တဲ့ခက်ခဲတွေကာစီတွေပေါ့နော်တားဆီးထားတဲ့အမှုရာတွေများစွာရှိတဲ့အချိန်အခါလဲကျွန်တော်တို့ကြုံတွေ့ရတယ်ကျွန်တော်မှစပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကညင်ယူနေဘူးမဟုတ်ဘူးအနောက်မှာလဲပြန်လှည့်မယ်ဆိုရင်လေပြန်လှည့်ကြည့်လိုက်တဲ့အခါမှာမြောက်များစွာတော့ပြဿနာပေါင်းများစွာနဲ့ဖြစ်နေတဲ့အချိန်မှာရှေ့မှာလည်းတွားလို့မရအနောက်မှာလည်းဆုတ်လို့မရဖြစ်နေတဲ့အချိန်မှာအားငယ်ချင်းတွေတည်ငြိမ်ချင်းတွေစိတ်တကြချင်းတွေကျွန်တော်တို့ဝတ်လာတယ်တခါတလေကြာရင်ဘုရားခင်ကိုတော့မှစိတ်တကြအားကြလွန်းလို့ပေါ့နော်ဘုရားခင်ကိုတော့မှတတိမရတော့ဘူးဖြစ်နေတဲ့အချိန်မှာလည်းကျွန်တော်တို့တခါတလေကြာရင်ကြုံတွေ့ရတယ်ကျွန်တော်ကသူကဲတို့နေတာမဟုတ်ဘဲနဲ့မောရှေကဲတို့ပဲဘုရားရဲ့ဂရုတော်ကိုယုံကြည်ဆွဲကင်ပြီးတော့မှရေဝဝနဲ့ဘုရားရဲ့စကားတော်ကိုနာခံပြီးတော့မှလိုက်လျှောက်ခြင်းအဖြစ်ရှေ့မှာဘလောက်ပဲကြီးမားတဲ့ပြဿနာခက်ခဲတွေတားဆီးခြင်းတွေရှိနေပါစေဘုရားခင်ကလွတ်မြောက်ခြင်းအခွင့်ကိုပေးတာဖြစ်တယ်နောက်ဆုံးအနောက်မှာဖြစ်တဲ့ပြဿနာတွေကိုတော့မှကျွန်တော်တို့ကဘာမှဖြေရှင်းစရာမတောင်းမလိုပဲနဲ့ဘုရားခင်ကအကောင်းဆုံးဖြေရှင်းပေးနိုင်တယ်ဆိုတဲ့အရာတွေကိုကျွန်တော်ဒီမောရှေရဲ့အတ္တတာကိုကြည့်ခြင်းအဖြစ်ခြုံငုံပြီးလို့ပေါ့နော်ခွန်အားရတဲ့တခြင်းလေးဖြစ်ပါတယ်ဘုရားခင်ကခသိန်းတတ်နိုင်တဲ့ဘုရားဖြစ်ပါတယ်ခါရဲ့ရေကိုတော့မှခြူရဲ့ရေအဖြစ်ကဲ့သို့ပြောင်းလဲစေပြီးတော့မှအံ့ဩဖွယ်ရာအလုပ်လုပ်တဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တခြင်းရေစထားတဲ့တခြင်းလေးအဖြစ်လေးပဲခွန်အားပေးချင်ပါတယ်လို့ဒီခံပြီးတော့နားထောင်ပေးပါတော့ချောင်းလေးစူးနေလို့ရုံပင်လေကြီးကိုနှချမ်းခွေစေခဲ့တယ်သူလိုမျိုးကြီးကိုလုံမြောက်ဖို့အတွက်အနောက်မှာလေရန်သူပါရမီစစ်တကြီးနဲ့ဘယ်လိုလုပ်မလဲကိုရောကိုကွယ်ဖြည့်ရှင်လို့မရနိုင်တဲ့ခက်ခဲတွေဖြစ်ကျော်လို့မရနိုင်တဲ့အတားဆီးကိုတော့တတ်နိုင်တယ်အော်ဘွေပြာအချင်းရဲ့ဆုံးပြာအရာခံသိတဲ့ချီမြဲသူတကူကြည့်တော့ဖျား
မိတ်လက်ခဏနဲ့ခါတော့ရေကိုချိုးတာရဲ့အဖြစ်သူပြောင်းလဲစေသူတို့ရဲ့တရားရှိလက်ချမ်းခွဲစေခဲ့သူ၏လိုမျိုးကြီးကိုလုံမြောက်ဖို့အတွက်အနောက်မှာလေရန်ဘာရောမင်းစစ်တကြီးနဲ့ဘယ်လိုလုပ်လဲရှင်လို့မရနိုင်တဲ့အခက်ခဲတွေဖြတ်ကျော်လို့မရနိုင်တဲ့အတားဆီးကိုတော့တတ်နိုင်တယ်အိုးဝေပြာအချင်းမြတ်ဆုံးပြာအရာခတ်သိမ့်တဲ့ကြီးမြတ်သူတကုံးကြည့်တော့ပြာနမိတ်လက္ခဏာနဲ့ခါတော့ရေကိုချိုးတာရဲ့အဖြစ်ပြောင်းလဲစေသူအိုးဖွေပြာအချီးမြတ်ဆုံးပြာအရာခတ်သိမ့်တဲ့ကြီးမြတ်သူတကုံးကြည့်တော့ပြာဘယ်လက္ခဏာနဲ့ခါတော့ရေကိုချိုးတာရဲ့အဖြစ်သူပြောင်းလဲစေသူအာမင်ဖျားကောင်းကြည့်ပေးပါစေ